ဒီနေ့ကတော့တောင်ပေါ်သွားပြီးတော့ကျွန်တော်ဘက်ဟိုက်မှာအပင်သွားဆိုင်မှာဖြစ်ပါတယ်။ပါပင်တွေလဲဆိုတော့ဒီမှာညီမတယောက်ပေးထားတဲ့ဗေသီးပင်တပင်ပါတယ်ပေါ့နော်။ဗေသီးပင်ငှက်ကြိုက်တဲ့အပင်ပေါ့နော်။ငှက်တွေစားတဲ့ဝီဆုံးငှက်တွေကြိုက်တဲ့အပင်ပေါ့နော်သူတပင်ထပ်ပေးထားရှိတယ်။အဲ့ပင်လေးသွားယူတာပေါ့နော်။သူ့အိမ်မှာလည်းအပင်လေးစိုက်အပင်အများကြီးပဲသူပြိုးပင်နေထားတာ။သဘောကျအဲ့မှာမာတာကွတ်ပင်လည်းစိုက်ထားတယ်။အသီးတွေတီးလို့ကျွန်တော်လည်းခူးလိုက်သေးတယ်50လောက်မာတာကွတ်ပင်ကလည်းကျင်းငှက်ကြိုက်တယ်နောက်ကအိမ်ဒီမှာဆိုအရေးရတယ်လမ်းဘေးမှာစိုက်တယ်ကောင်းတယ်သူအရေးရတယ်အကျိုးပြုတဲ့အပင်ပေါ့နော်အဲ့ပင်ကတော်တော်အကျိုးပြုတယ်သူကအသီးရတယ်စားလို့ကောင်းတယ်ချိုအီလေးစားလို့ကောင်းတဲ့အသီးလေးပေါ့ဒီပင်ကဘေးသီးပင်သူပေးတဲ့ဘေးသီးပင်ပါနော်အပင်ကတော့တော်တော်တန်နေပြီရှင်းမာနေပြီဆိုတော့မိုက်တယ်ကျွန်တော်ပါဟိုက်ကိုယူသွားတာပေါ့နော်အပင်လေးအဲ့မှာထိုးထောင်ထောင်နဲ့ကျွန်တော်ယူလာတဲ့မှာကြက်တူရေးပင်တွေကပါသေးတယ်အဲ့ဒါဆိုင်ကယ်နဲ့တည်သွားတာလက်တစ်ဖက်နဲ့အဲ့မှာဆိုင်ကယ်မောင်းရတဲ့ဘာညာပေါ့အဲ့မှာထိုးထောင်တဲ့ဟိုလိုအကြည့်ဒီလိုအကြည့်ဘာကြီးလဲပေါ့နော်အဲ့ဒါကျွန်တော်ပါဟိုက်ကိုယူလာ9ရောက်ပါလာသေးတယ်ကောင်းပါတယ်ဟိုပါပေါ့ပြောချင်တာကဒီအပင်တွေကိုစိုက်ပေးခြင်းအဖြစ်တရိษံတွေကြိုက်တဲ့ငှက်တွေကြိုက်တဲ့အပင်တွေကိုစိုက်ပေးထားခြင်းအဖြစ်ဂေယစနစ်တိုးတက်ဖြစ်ထွန်းမှုအတွက်လည်းတိုးတက်ဖြစ်ထွန်းမယ်လို့ကျွန်တော်ယူဆမိရပါတော့တောထဲမှာအပင်လေးစိုက်ထားပေးရတဲ့အတွက်ကျင်းငှက်တာလကားတွေရှင်တွေဘာညာပေါ့နော်အကုန်လုံးသူတို့စားဖို့တောက်ဖို့အတွက်နေရာတစ်ခုစက်ချက်တစ်ခုအတွက်ရပါတယ်ပန်းဟိုက်မှာကျွန်တော်တို့အစောပိုင်းမှာစိုက်ထားရှိတယ်ချယ်ရီပင်တို့ပက်လည်းမှာစိုက်ထားရှိတယ်နောက်ကဘိုက်area နားမှာပဲမာတာကွတ်ကတော့အပင်ကြီးမျိုးပေါ့နော်သူကတော့10ပေ20ပေ30ထိတော့သူကကြီးတတ်တဲ့အပင်မျိုးကိုကျွန်တော်ကပြီးကြမှာချိန်ညှိရပါတော့ဘယ်ပင်ဘယ်လိုလုပ်မယ်ဘယ်ပင်ဘယ်လိုထားမယ်ပေါ့နော်လက်ရှိကတော့ကျွန်တော်ကအပင်ရှင်သန်မှုအရင်ဆုံးအရေးကြီးတယ်အခုအပန်းပွင့်လေးတွေအသီးပင်လေးတွေကတော့ကျွန်တော်ကပန်းဟိုက်နဲ့အနီးတစ်ဝိုက်မှာစိုက်တာပို့အဆင်ပြေတယ်။ဘာကြောင့်လဲဆိုတော့ငှက်ရိုက်ဖို့အတွက်ကငှက်ကြည့်ဖို့အတွက်ကနည်းနည်းနီးမှအဆင်ပြေတယ်။တချို့တယ်လီ600 800တောင်ဝေးနေတီကောင်းကောင်းမရနိုင်ဘူး။ကြည့်ရလဲအဝေးဆိုအဆင်မပြေဘူး။စမ်းပတ်တို့ဘာလို့ဆိုပို့ဆိုးတာပေါ့အကောင်ကသေးတော့လေအဝေးမှာသွားစိုက်ထားရင်တို့တော့အဲ့အပင်အဝေးမှာရှိတဲ့အပင်ကိုသွားပြီးတော့လာနေကျွန်တော်ကဘိုက်ထဲမမြင်နိုင်ဘူးလေဘိုက်နဲ့အနီးနားမှာဒီလိုအပင်သေးမျိုးတွေကစိုက်ထားတင်တာပေါ့နော်ခုဆိုလည်းဘယ်သီးပင်ကျွန်တော်စိုက်ထားတယ်ရှင်တန်လာရင်ဒီကောင်လေးစားဖို့တောက်ဖို့တို့တဲ့စက်ချက်အဆင်ပြေတယ်ဘိုက်မှာရေရှိမယ်နောက်ကအစားအသောက်အပင်တွေရှိမယ်ကျွန်တော်ကျွေးထားတဲ့ငပြောသီးထမင်းတွေပြောင်းခွဲချက်ဘာညာရှိတော့သူတို့တွေအတွက်ပျော်မွေ့စရာတစ်ခုပေါ့နော်ဖြစ်သွားလိမ့်မယ်အန်နေလည်းကင်းအောင်စောင့်ရှောက်ထားရင်သူတို့တွေအတွက်အဆင်ပြေတယ်အခုကျွန်တော်စိုက်ထားပြီးသားအပင်လေးတွေကိုပေါ့နော်အမှတ်သားလေးဝချမ်းလေးရောစိုက်ထားတယ်ရေကန်ဆိုလဲရေကြည်နေမှဆရာသမားတွေကရေချိုးလိုက်ရေတောက်လိုက်လောက်တာရေတအားနှောက်နေပြီးတော့ဆိုရင်တို့မလာဘူးတိတ်မကြိုက်ဘူးပေါ့နော်ရေကန်နဲ့မနေရမှကျွန်တော်ထပ်ပြီးတော့ရေကန်လှည့်ထားရသေးတယ်ဒီနားမှာတပင်ကျွန်တော်ထပ်စိုက်ထားတာပေါ့နော်အဝါ3ပင်အမြင့်ပါတဲ့အပင်က3ပင်ပါတယ်အဲ့ကြက်တူရေးပင်ကအဲ့3ပင်ပါတော့အမြင့်တွေဥတွေပါတော့အမိုက်တယ်စိုက်လို့ရဒီအပင်ပေါ့နော်ဒီပင်ကတော်တော်လေးကြိုက်တယ်အခုဆိုရင်ငပြောဆုံးငှက်ဆိုတဲ့တအားလာပြီးတော့ဒီအပင်ကိုအပင်ကဟိုကနေဝေးနေတယ်ပဟိုက်ရိုက်မဲ့ရိုက်ကွင်းနဲ့ဝေးနေတယ်အဲ့တော့နည်းနည်းကျွန်တော်တကယ်ချင်းနဲ့ပြန်ပြီးတော့တူးဆွပြီးတော့online ယူပြီးတော့အနားကိုပြန်ရွှေ့ရမှာအမှဝေးဆုံးငှက်ကောင်းကောင်းမြင်ပြီးတော့ရိုက်လို့ရမှာပေါ့နော်စိုက်ပြီးထားပြီပေါ့နော်အဲ့မှာအမှတ်သားလေးကျွန်တော်ပေးလိုက်တယ်အဓိကတော့ဒီနေရာမှာဘဟိုက်နေရာမှာကျွန်တော်ကဒီပင်တွေစိုက်ထားခြင်းအဖြစ်ဘဟိုက်ထဲကြည့်ရလူတွေပြီးတော့ငှက်တက်မှုရိုက်တဲ့လူတွေအတွက်အဆင်ပြေပေါ့နော်နောက်ကဂေယစနစ်အတွက်လည်းအထောက်အကူပြုပါတယ်ဆိုတော့ကကျွန်တော်ကဒီလိုမျိုးကျွန်တော်လည်းဟိုပါပေါ့နော်အချိန်ရတဲ့အချိန်တွေအားတဲ့အချိန်တွေတက်လာပြီးတော့ဒီလိုလေးလုပ်ပြီးဖြစ်ပါတယ်အဓိကတော့အကျိုးပြုတစ်ခုပေါ့နော်ကိုတက်နိုင်တဲ့ဘက်ကလုပ်ပေးတာပေါ့ဆိုတော့ဒီနေရာကိုကျွန်တော်တို့ကငှက်တူနာလုပ်ချင်တဲ့လူတွေဖြစ်ဖြစ်ငှက်ကြည့်ချင်တဲ့လူတွေဖြစ်ဖြစ်ငှက်တက်ပုံရိုက်ချင်တဲ့လူတွေဖြစ်ဖြစ်ဒီလိုလေးတွေဆောင်ရွက်ထားတဲ့အတွက်အားလုံးအတွက်အဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်သူတို့ရဲ့အစာတွေရေတွေငါးခုစရာနေရာလေးတွေလှပပနဲ့ပေါ့နော်သူတို့အတွက်တီးပင်စားပင်လေးရှိနေတဲ့အတွက်သူတို့တွေကလည်းကြည်ကြည်နက်နက်နဲ့ဒီနားကိုလာနေမှာဖြစ်ပါတယ်
အဲ့ဒါသူတို့အတွက်လုံခြုံမှုရှိရင်ပို့ပြီးတော့သူတို့တွေကဒီနားလေးမှာပို့ပြီးတော့ပျော်မွေ့မယ်လို့ထင်ပါတယ်လုံခြုံမှုရှိဖို့အတွက်ကလည်းအားလုံးဝိုင်းဝန်းပြီးတော့လည်းစောင့်ရှောက်ကြဖို့လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်